ဇလန်းအဆောက်မှာမိန်းကလေးတယောက်ဟာသူ့အခန်းထဲမှာအေးလူလူအိမ်မောချနေပေမဲ့ရုတ်တရက်ဆောင်းကိုတစုံတစ်ယောက်ကဆွဲဖယ်လိုက်တယ်လို့ခံစားလိုက်ရပါတယ်။သူကသူ့ညီစားနောက်နေတာလားလို့ထင်နေတော့မှပဲလူတစ်ယောက်ကသူ့ကိုအိပ်ရာပေါ်မှာအတင်းချုံနှောင်လိုက်ပြီးကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့ကိုယ်ပိုင်ဖခင်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ဖခင်ဖြစ်သူရဲ့မျက်လုံးတွေကကြောက်စရာကောင်းလောက်အောင်ပြောင်းလဲနေပြီးသမီးဖြစ်သူကိုထူးဆန်းစွာစိုက်ကြည့်နေပေမဲ့ခဏအကြာမှာတော့ဘာမှမချစ်ခဲ့တယ်လို့မျိုးအခန်းထဲကနေပြန်ထွက်သွားပါတယ်။နောက်တနေ့မနက်စားချိန်မှာတော့အဖေဖြစ်သူကညကကိစ္စကိုဘာမှမသိတယ်လို့ဟန်ဆောင်နေပြီးအမေဖြစ်သူကတော့ပုံမှန်မဟုတ်ပဲဟင်းအိုးကိုစပွဲပေါ်စောင့်ချကအငမ်းမရစားတောက်နေကြလို့တမိသားစုလုံးဟာထူးဆန်းတဲ့အပြုအမူတွေဖြစ်နေကြပါတယ်။ညဘက်မှာလည်းအမဖြစ်သူရေချိုးနေတော့ရုတ်တရက်ရေးပြတ်သွားပြီးမှန်ပေါ်ကရေငွေ့တွေကိုတုပ်လိုက်တဲ့အခါညီမဖြစ်သူကမှန်တစ်ဖက်ကနေကြောက်စရာကောင်းတဲ့အပြုံးနဲ့စိုက်ကြည့်နေတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့ညီမဖြစ်သူကသူ့အခန်းထဲကနေတစ်ဖက်မှမထွက်ခဲ့ဘူးလို့ညင်းဆိုတဲ့အတွက်ဒီအိမ်ထဲမှာမကောင်းဆိုပါတစ်ခုခုရှိနေပြီဆိုတာသူတို့ရိပ်မိသွားပါတော့တယ်။နောက်ဆုံးမှာတော့သူတို့ဟာဖုံးတော်ကြီးတစ်ပါးကိုပင်ဖိတ်ပြီးအကူကြီးတောင်းလိုက်ရာဆရာကအိမ်ထဲရောက်တာနဲ့မကောင်းဆိုးဝါးရဲ့အငွေအသက်ကိုခန်းစားမိပြီးနှိမ့်ထုတ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့အဲ့ဒီမိစ္ဆာကအရန်အစွမ်းထိုင်နေတဲ့အတွက်ဆရာကသူ့အသက်ကိုစတိုးချပြီးဒီမိသားစုကိုမကောင်းဆိုးဝါးလက်ကနေအပြီးတိုင်ကယ်တင်ပေးခဲ့ပါတော့တယ်